ဒီလိုမျိုးချိန်တိုင်းကိုပြင်ဆင်ပေးတဲ့ယေရှုဖျားနာမ၌မင်္ဂလာပါလို့ရှေးဥစွာနှုတ်ဆက်ချင်ပါတယ်အာမင်တာနာမေကတော့မဝန်ကြလင်ဖြစ်ပါတယ်အခုခရစ်စမတ်လက်ညီးနေပြီဆိုတော့မေခနာကတိချံခန်းချင်းကအခန်းငယ်နှစ်အိုဘယ်လီအဖရမျိုးအစိုးရတော်ယူဒာမျိုးတို့တွင်တင်းဒီမြို့ငယ်မျိုးဖြစ်တော်လဲဣသရေလမျိုးကိုအုပ်စိုးရတော်သခင်ဒီငါဖို့တင်းရဲ့အဲမှာပေါ်ထွန်းလာတဲ့ထိုသခင်ဒီရှေးကကဘာမဆာ၍ပေါ်ထွန်းတော်သခင်ဖြစ်၏အာမင်ဒီချမ်းချက်တဲမှာဘယ်လီမျိုးကမြို့ငယ်မျိုးလို့ဖော်ပြထားပါတယ်ဘယ်လီမျိုးရဲ့အတိတ်ပဲကတော့ House of Bread မုတ်အိမ်လို့အတိတ်ပဲရပါတယ်တကယ်လဲဘယ်လီမျိုးလေးကအခမ်းနာနာမရှိပဲရိုးရိုးတသားလေးပဲဖြစ်ခဲ့ပါတယ်ကြီးကျယ်ခမ်းနားတဲ့ယေရုရှလင်မြို့ကြီးရဲ့အနောက်တောင်ဘက်9မိုင်အကွာမှာတည်ရှိတဲ့ဘယ်လီမြို့လေးဟာဝမ်းနဲ့ချင်းတွေနဲ့တမှတ်တမ်းတင်ခံခဲ့ရပါတယ်။ယာကိုအရန်ချစ်တဲ့ဇနီးတဲ့ယာခေလကယောသရဲ့ညီဘန်ဂျမင်ကိုမွေးဖွားတဲ့ချိန်မှာတည်ပြီးတော့အဲ့ဒီဘယ်လီမြို့မှာပဲတချို့ချင်းခံရတယ်ဆိုတော့ကဘာဦးကျအခန်းကြီး35အခန်းငယ်19မှာတွေ့ရပါတယ်။ဝမ်းနဲ့ချင်းတွေနဲ့ပြည်တဲ့မြို့လည်းဖြစ်ပါတယ်ပြီးတော့ဣသရေလတိုင်းပြည်ကိုတရားသူကြီးတွေကအုပ်ချုပ်ပြီးတဲ့နောက်ပိုင်းနဲ့ရှောလုံမင်းကြီးမအုပ်ချုပ်ခင်ကြားမှာမိမဲ့စရိုက်လူတွေကကိုစိတ်ထင်တဲ့အတိုင်းနေကြတဲ့ချိန်မှာလေဝိတယောက်ရဲ့မယားငယ်ကအရမကျင့်ခံရပြီးတည်တဲ့မြို့ကလည်းဘယ်လီမြို့ပဲဖြစ်ပါတယ်အဲ့ဒီကြောင့်ကိုတရားသူကြီးမဆာအခန်းကြီး19မှာဝမ်းနဲ့စွာတွေ့ရပါတယ်ပြီးတော့ရူတာဝတ်အခန်းကြီးတဲ့အခန်းငယ်တိမှာလည်းအစာခေါင်းပါခြင်းကြောင့်အီလီမလက်နဲ့နောမီတို့ဟာမိမိတို့ရဲ့ဇာတိမျိုးဖြစ်တဲ့ဘယ်လီမျိုးကိုဆွန့်ပြီးတော့မောဘဘီမှာတွားခိုလုံတယ်ဆိုတော့တွေ့ရပါတယ်အစွန့်ပြစ်ခံရတဲ့မျိုးလေးလည်းဖြစ်တယ်အချင်းကရအဖြစ်ပြောရမယ်ဆိုရင်တော့ဒါဝိရဲ့မျိုးလေးလည်းဖြစ်တယ်အဲ့ဒီမျိုးလေးဟာဖျားခင်ရဲ့အစီအစဉ်မှာအရေးကြီးတဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်တကဘာလုံးကိုကယ်တင်တဲ့တခင်မွေးဖွားတဲ့နေရာလည်းဖြစ်လာခဲ့ပါတယ်ဟာလေလုယာအာမင်ကျွန်တော်တို့ဘဝမှာလည်းပဲအထင်ကြီးစရာတွေပညာအရေးအချင်းတွေငွေကြေးချမ်းသာမှုတွေမရှိတဲ့အပြင်လူတွေအထင်သေးခံရတဲ့ဘဝအပေခံရတဲ့ဘဝအနိုင်ကျင့်ခံရတဲ့ဘဝဖြစ်နေရင်တော့ကိုဆွမ်းမဲ့ပြီးသူများဖြစ်နေရင်တော့ဖြားခင်ရဲ့အတုံးတော်ခံမယ်ဆိုရင်တော့ထူးခြားတဲ့ဘဝလမ်းဆန်းတဲ့ဘဝလူတွေအားကြရတဲ့ဘဝဖြစ်နိုင်ပါတယ်အာမင်ဖြားရဲ့ဘုန်းတော်ထင်ရှားစေတဲ့သူလည်းဖြစ်လာမှာဖြစ်ပါတယ်ဟာလေလုယာအာမင်အခုကမ္ဘာပေါ်မှာလူတွေစိတ်ဝင်စားတွားရောက်လေပတ်ပြီးလိလာကြတဲ့နေရာများစွာရှိပါတယ်အမေရိကန်ဆိုရင်ကြီးကျယ်ခမ်းနားပြီးတွားရောက်လိလာခြင်းဆရာတွေအများကြီးရှိပါတယ်ဘရာဇီးမှာဆိုရင်ရီယိုဒီဂျင်နီရိုမှာရှိတဲ့ခရစ်စတိုယေရှုဒီလိုလှုပ်ထားတဲ့ပုံရှိတယ်အီဂျစ်ပြည်မှာဆိုရင်လည်းပီရမစ်ပြင်သစ်မှာဆိုရင်လည်းပဲပါရစ်တာဝါတရုတ်ပြည်မှာဆိုရင်လည်းပဲမဟာတရန်ကြီးအိန္ဒိယမှာဆိုရင်လည်းပဲတက်စ်မဟာဂျပန်နိုင်ငံမှာဆိုရင်လည်းပဲကဘာကျော်ဖူဂျီတောင်ရှိပါတယ်မြန်မာနိုင်ငံမှာဆိုရင်လည်းပဲကဘာကျော်ရွှေရကုန်းစီတရောရှိပါတယ်ဒါပေမဲ့ကဘာပေါ်မှာဒါအသွားချင်းဆုံးနေရအလဲချင်းဆုံးနေရကတော့ယေရုရှလင်မြို့နဲ့ဘယ်လီမြို့ပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒါတို့ရဲ့ကယ်တင်ရှင်သခင်ယေရှုမွေးဖွားခဲ့တဲ့နွားတင်ကိုလေးကိုတအားမြင်ဖူးခြင်းတွေ့ဖူးခြင်းလို့ဖြစ်ပါတယ်အရင်ကဝမ်းနဲ့ဆရာတွေနဲ့မှတ်တမ်းတင်ခံရတဲ့ဘယ်လီမျိုးလေးကအခုဆိုရင်အောက်ဖွယ်ထူးဆန်းတဲ့ဖြားရဲ့ဘုံတကူတော်တွေရှိခဲ့တဲ့နေရာဖြစ်နေပါပြီလူသားတွေအားလုံးကိုဝမ်းမြောက်ခြင်းတွေပေးနိုင်တဲ့မျိုးလည်းဖြစ်နေပါပြီဟာလေလုယာအာမင်ခရစ်စမတ်ရောက်တဲ့လူတွေကဘယ်လီမျိုးကိုမြင့်မြတ်တဲ့နေရာတစ်ခုအဖြစ်တတိယပြီးအတိအမှပြုနေကြပါပြီအကြောင်းပဲဆိုရင်ဖြားခင်ကဘယ်လီမျိုးကိုအတုံးပြုတ်တဲ့တော့ပဲကျွန်တော်တို့ရဲ့ဘဝကိုလည်းဖြားခင်ရဲ့အတုံးတော်ခံကြရအောင်လို့ခွာနေပေးချင်တာဖြစ်ပါတယ်အာမင်ကျေးဇူးတင်ပါတယ်ဈာနာတော်သူရောက်ချင်းစီတမ်းမို့ဖြားခင်တိရပံကောင်းချီးပေးပါစေအာမင်